အမေရဲ့အော်တန်မကြားခင်ဘောလုံးကွင်းကိုအရင်လစ်ပြေးရတာလည်းအမောပါပဲဘောလုံးကံမဲ့နေရာရောက်ရင်တော့ဘောလုံးပိုင်ရှင်ဖြစ်တဲ့ကျွန်တော်ကအရှီတန်းကစားရပါတယ်ဘောလုံးပိုင်ရှင်ဘာစည်းကမ်းမဲ့ထုတ်ကျန်တဲ့တကယ်ချင်းတွေအကုန်လုံးကတသွေးမတိန်နားထောင်ကြတာငယ်ဘွားအမှတ်တရပါပဲအကောင်ကြီးတဲ့တကယ်ချင်းကနောက်တန်းဆော့ရင်ဆော့မဆော့ရင်ဂိုးဆောင်ရပါတယ်ဒါဟာထုံးစံပါပဲဂိုးကလည်းဖနက်တွေနှစ်ဖက်စီပုံထားတဲ့စမောဂိုးပါပဲဘောလုံးမကန်တတ်ဘူးလို့ပြောတဲ့ကောင်ကတော့တခါလေအိမ်ဝေးတဲ့ကောင်တွေရဲ့လွဲကိုစောင့်ပေးရပါတယ်ကြောက်ခဲကွင်းဖြစ်လို့ဘောလုံးမှလည်းဖာယာပရပြင်းနေပါပဲခဏဖာလုံးလို့စပိန်လေထိုးတန်နဲ့လိုအပ်မဲ့ပစ္စည်းတွေကိုကျွန်တော်တကယ်ချင်းတွေရတဲ့မုံဘုံနဲ့စုဝဲကတခါတည်းယူဆောင်ထားလေရှိပါတယ်ကြောက်ခဲကွင်းမှာဖနက်မပါပဲခြေပြောင်ကစားတာဖြစ်လို့ဘယ်သူမှဆိုတန်အားမရတဲ့သူမရှိပါဘူးကျောင်းပေးရဆိုရင်နေဘူးမိုးရွာမဆောင်ကစားလုံးလို့ခြေထောက်မှလည်းဘောလုံးကန်ရတဲ့အနာပေါင်း16000နဲ့ပါပြီမိုးရေမှာဆိုရင်တော့ကြောက်ခဲကွင်းမှာကစားတယ်ကျွန်တော်တို့ဖို့လဲမလုပ်ပဲထားတဲ့လဲကွင်းတွေကလည်းရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်တခါလေထမင်းစားဖို့မေ့တဲ့ထီကိုကျွန်တော်တငယ်ချင်းတွေဘောလုံးပေါ်ထားတဲ့ချစ်ချင်းကရိုးရှင်းလှပါတယ်ဘွက်တွေရေအိုင်တွေထဲမှာတငယ်ချင်းတွေချော်လဲရင်လည်းရီရတာမောပါပဲတခါလေစလိုက်တွေပြစ်ထိုးအောင်ပွဲတွေခန်းရင်မက်နဲ့ရှော့ထိုးကြတာလဲနာမည်ကျော်ဘောလုံးသမားတွေတိုင်းပါပဲကစင်းရုပ်တွေကိုခလုတ်တိုင်းပြီးလို့ခြေထောက်တွေရောင်တာကလည်းမှတ်တရပါပဲတခါလေမိဘတွေဒုံနဲ့လိုက်လာလို့ကစားပွဲကိုရက်လိုက်ရတာကလည်းကျွန်တော်တို့ငယ်စဉ်ဘဝတွေမှာပဲရနိုင်တဲ့အခိုက်အတန့်မျိုးတွေပါပဲအဲ့လိုရိုက်ခံလဲကျွန်တော်တို့ရဲ့ဘောလုံးပေါ်ထားတဲ့ချစ်ချင်းကတော့ပြောင်းလဲသွားခြင်းမရှိခဲ့ပါဘူး။နေရာစီចောင်းပေးရဲ့ဘောလုံးကန်ပြီးတိုင်းကျွန်တော်တို့တငယ်ချင်းတွေဟာတော်တဲ့ငှက်ပြစ်ထွက်ချောင်းနဲ့ရေစင်းကူးနဲ့ကျွန်တော်ရဲ့တနေ့တာအပူပင်မရှိပဲစိတ်အေးချမ်းချမ်းနဲ့ဖြတ်တန်းခဲ့ကြတာကိုတွေးမိရင်တခါလေးမှရင်လိုမျိုးအသက်ပြန်ငယ်ခြင်းစိတ်တွေလည်းပေါက်မိပါတယ်။ကိုယ်ကျွန်တော်တငယ်ချင်းတွေဟာတယောက်တနေရာစီရောက်လို့နေကြပြီးတော့တချို့ဆိုအိမ်အောင်ကိုစီတချို့ဆိုနိုင်ငံကိုစီနဲ့တချို့ဆိုရင်ဒီလောကကြီးထဲမှာတော့မရှိရှားကြတော့ပါဘူး။ဒါအာရှာကြားကြီးရဲ့ပင်တိုင်းရေးသားသူလိုသားကြီးတဲ့ကိုကြားကြီး